ကိုအန်ထဲမှာဖော်ပြထားတဲ့သိပ္ပံဆိုင်ရာအချက်လက်တွေဟာမှန်ကန်သလားသိပ္ပံပညာကအခုမှရှာတွေ့တာတွေကိုကိုအန်ထဲမှာလွန်ခဲ့တဲ့နှစ်ပေါင်း1400တည်းကဖော်ပြထားပြီးသားလို့အစ္စလမ်ဘာသာဝင်များကပြောလေ့ရှိကြပါတယ်အဲ့ဒီတော့ကိုအန်ထဲမှာဖော်ပြထားတဲ့သိပ္ပံဆိုင်ရာအချက်လက်ကိုကြည့်လိုက်ကြရအောင်ပထမဆုံးအနေနဲ့ကိုအန်အာယတ်23မှာတဏီသားပြောင်းလဲမှုအစဉ်စဉ်ကိုဖော်ပြထားပါတယ်ထိုအာယတ်မှာတောက်ရည်ကနေသွေးခဲဖြစ်လာတယ်ထိုသွေးခဲကိုဝါဖက်ကဲ့သို့အသားဖက်အထစ်ဖန်ဆင်းလိုက်တယ်ထိုအသားဖက်မှာအယိုးများထည့်ပြီးဖန်ဆင်းလိုက်တယ်အဲ့ဒီနောက်ထိုအယိုးများပေါ်ကိုအသားများနဲ့ဖုံးကာဆင်မြန်းလိုက်တယ်လို့ဖော်ပြထားတယ်အမှတ်တမဲ့နားထောင်လိုက်ရင်တော့ဒီအာယတ်ဟာမှန်တယ်လို့ထင်ရတတ်ပါတယ်တကယ်ကမှားနေတဲ့အချက်တစ်ချက်ရှိလို့နေပါတယ်အဲ့ဒါကတော့တဏီသားကိုအယိုးဖန်ဆင်းပြီးနောက်မှအသားကိုဆင်မြန်းတယ်ဆိုတဲ့နေရာပဲဖြစ်ပါတယ်တန်နေသားရဲ့အယိုးများနဲ့အသားများဟာတပြိုင်တည်းဖွံ့ဖြိုးလာခြင်းဖြစ်ပြီးကိုအန်ကပြောထားသလိုအယိုးဖွံ့ဖြိုးပြီးနောက်မှအသားဖွံ့ဖြိုးလာတာမဟုတ်ပါဘူးသိပ္ပံပညာရှင်တွေလေ့လာချက်အရတန်နေသားရဲ့၃ပတ်မြောက်တဲ့အချိန်မှာပါရာဇီရဲ့မီဆိုဒန်းဆဲတွေဟာဆိုမိုက်အဖြစ်ပြောင်းလဲသွားပါတယ်ထိုဆိုမိုက်ကမှအယိုးများအသားများစက်သားများအရည်ပြားများအဖြစ်သို့တပြိုင်နက်တည်းပြောင်းလဲလာပါတယ်လို့တွေ့ရှိရပါတယ်ကိုအန်ကပြောထားသလိုအယိုးဖွံ့ဖြိုးပြီးနောက်မှအသားဖွံ့ဖြိုးလာသည်မှာမမှန်ကန်ပါအယိုးနဲ့အသားမှာကြပြိုင်နဲ့အတူတူဖွံ့ဖြိုးလာခြင်းဖြစ်ပါတယ်အဲ့တော့တစ်ချက်ပဲနားလည်မှုလွဲတာကျန်တဲ့အချက်တွေကမှန်နေသေးတယ်။ဘာကြောင့်မှန်နေတာလဲလို့မေးကောင်းမေးနိုင်ပါတယ်။မူဟာမက်မတိုင်မီလွန်ခဲ့တဲ့နှစ်ပေါင်း2000ဝန်းကျင်ခန့်မှာဂရိပညာရှင်များဖြစ်တဲ့အရစ်စတော်တယ်တို့ဂီလန်တို့ဟာတဏီသားပညာကိုလေ့လာခဲ့ပြီးထိုတွေ့ရှိချက်ကိုမှတ်တမ်းတင်ခဲ့ပါသည်။ဖန်ဆင်းရှင်ဤစကားလို့ယူဆသောကိုအန်တဲတွင်ဂရိပညာရှင်များဤအာဘော်အငွေ့အသက်များပါနေသည်များကထုံစမ်းလို့နေလေသည်။